A number of viewers are enjoying my video. လူတော်များများဟာကျွန်မဗီဒီယိုကို enjoy လုပ်နေကြတယ် The number of viewers are enjoying my videos. ဒုတိယစာကြောင်းရောမှန်ရဲ့လား A number of and the number of ဒီနှစ်ခုကအတူတူပဲလား To know more about it, let's get into this video. A number of ဒါကတော့ many, several နဲ့အဓိပ္ပာယ်တူတူပါပဲ Many နဲ့စာကြောင်းလောက်ရမယ်ဆိုရင် Many viewers are enjoying my videos. Many ကိုဖြုတ်ပြီးတော့ a number of ထည့်လိုက်အောင်ပဲ A number of viewers are enjoying my videos. Many ရဲ့နောက်မှာ noun အများပတ်အများလိုက်လို့ a number of နောက်မှာလည်း noun အများပတ်အများလိုက်မယ် Second example. A number of students are gathering in the hall to listen the speech. ကျောင်းသားတော်တော်များများဟာမိခွန်းနားထောင်ဖို့တော့ hall ကမှာစုဝေးနေတယ် Third example. A number of people have already booked the ticket for the new movie. So, လူတော်တော်များများဟာစကားအသစ်အတွက်လက်မှတ်ဖြတ်ပြီးနေကြပြီ Now let's talk about the number of. The number of ကတော့ a number of နဲ့မတူပါဘူး The number of ကတော့အရေးအတွက်ကိုဖော်ပြခြင်းတဲ့အခါမှာအသုံးပြုပါတယ်သူ့အနောက်မှာ noun အများလိုက်ပေမဲ့လည်းဘက်ကအနည်းလိုက်ပါတယ်ဥပမာအဖြစ်ကြည့်ရမယ်ဆိုရင် The number of followers on my TikTok account is 336. ကျွန်မ TikTok အကောင့်မှာရှိတဲ့ follower အရေအတွက်ကတော့336ယောက်ပဲဖြစ်ပါတယ်ဒုတိယ example. The number of students in the hall is 100. Hall ကမှာရှိတဲ့ကျောင်းသားအရေအတွက်ကတော့အယောက်100ဖြစ်ပါတယ် The number of people who booked the ticket is 50. လက်မှတ်ဖြတ်ခဲ့တဲ့လူအရေအတွက်ကတော့50ဖြစ်ပါတယ်ဒီနှစ်ခုရဲ့ပေါ်ရှားချက်ကိုနားလည်ပါပြီဆိုရင်တော့ You can try this. Dash number of children are playing in the park. ဒီစာကြောင်းမှာ E ထဲမလား D ထဲမလား Let me know in the comments.